ကျမဆွေအင်္ဂါသားသမီးအားလုံးမင်္ဂလာပါနော်ကျမဆွေအင်္ဂါသားသမီးတွေကိုဒီတစ်ပတ်တာကလာမှာတွေ့ကြမယ်ကကျမအစိုးကောင်းနေတဲ့အတူဆောင်းရှောင်းရန်လေးတွေကိုလည်းပြပြပေးသွားမှာဖြစ်ပါတယ်အင်္ဂါသားသမီးတွေအတွက်ကြောက်ရောက်လာတဲ့ကနမိတ်ကလေးကတော့ဒူဝန်ကျဲဆိုတဲ့ကနမိတ်ကလေးပဲဖြစ်ပါတယ်ကနမိတ်ကလေးကအင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိရပေါ့နော်နမကြီးထမင်းငတ်ဖြစ်နေတတ်တယ်မိမိကအလုံးမှာယာရုတိုးတာတို့အလုံးမှာပေါ့နော်မိမိကနေရာကောင်းရရှိတာတို့ဒါမျိုးလေးနဲ့တွေ့ကြရတတ်တယ်အလုံးမှာကမိမိကအဆင်ပြေနေတတ်တယ်မိမိကပေါ့နော်အလုံးမှာတစ်ခုပြီးတစ်ခုအဆင်ပြေလာတာအောင်မြင်လာတာဒါမျိုးလေးနဲ့တွေ့ကြရတတ်တယ်ငွေကြီးနဲ့ပတ်သက်ရင်လည်းမိမိကငွေတွေတရဇက်ဝင်နေတတ်တယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့မိမိကငွေဝင်ရမယ့်အကြောင်းတွေကလည်းပေါ်လာတတ်တယ်ဒါပေမဲ့တစ်ခုကတော့ဘာလဲဆိုရင်မိမိရဲ့ကိစ္စဟုတ်ရင်ဟုတ်မဟုတ်ရင်ပေါ့နော်မိမိရဲ့မိသားစုကိစ္စအကြောင်းမိမိကအကျွေးကိစ္စဖြေရှင်းရတတ်တယ်ဒါကြောင့်အကျွေးကြောင့်မိမိကစိတ်ညစ်ရတတ်တယ်မိမိကပေါ့နော်ငွေကြီးတွေမိမိကပြန်လဲထွက်တတ်တယ်ဒါကြောင့်မိမိကဒီကာလလေးထဲမှာငွေဝင်လဲဝင်မယ်ငွေတွေတရဇက်ဝင်လဲဝင်မယ်ငွေကြီးကြောင့်မိမိကစိတ်ညစ်ရတာမျိုးတွေလည်းပေါ်ပေါက်လာတတ်တယ်အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိကပေါ့နော်မိတ်ဆွေကောင်းနှစ်ဦးရရှိတတ်တယ်ဆရာကောင်းတမကောင်းတွေနဲ့တွေ့ကြုံရတတ်တယ်အင်္ဂါသားသမီးတွေကဒီကာလလေးတွေမှာမိမိကပညာရေးနဲ့ပတ်သက်ရင်လည်းမိမိကပညာထူးတွေပညာကောင်းတွေသင်ကြားတတ်တယ်ရရှိတတ်တယ်အင်္ဂါသားသမီးတွေကဒီကာလလေးတွေမှာမိမိကချစ်သူအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ချစ်သူအိမ်အောင်ဘက်နဲ့အဆင်ပြေနေတာမျိုးတွေချစ်သူအိမ်အောင်ဘက်ရဲ့ပေါ့နော်ချစ်ခင်ခြင်းသူ့ထံကပေါ့နော်အကူအညီတွေရရှိခြင်းဒါမျိုးလေးတွေကိုလည်းတွေ့ကြုံရတတ်တယ်အင်္ဂါသားသမီးတွေကဒီကာလလေးတွေမှာအခြေရေးကိစ္စနဲ့ပတ်သက်ရင်တော့စမ်းပွင့်နေတတ်တယ်အင်္ဂါသားသမီးတွေကဒီကာလလေးတွေမှာမိမိကပေါ့နော်မိမိတို့မိသားစုထဲမှာပေါ့ခဏအနေထိုင်မကောင်းဖြစ်တာတို့မိသားစုတွေထဲမှာပေါ့နော်ကျမအင်းညံ့တာတို့စိတ်ုံစေကံမိမိကလိုက်ပို့ရတာတို့ဒါမျိုးလေးတွေတွေ့ကြုံရတတ်တယ်ဒါကြောင့်တတိထားတဲ့နဲ့ Q site တဲ့နဲ့အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိကပေါ့နော်ကျမအင်းနဲ့ပတ်သက်ရင်အထွေထူးစိုးရင်စရာမျိုးတော့မဟုတ်ပေမဲ့မိမိကပေါ့နော်1 byte ပိုင်းနဲ့ပတ်သက်ပြီးတော့တတိထားတဲ့နဲ့ Q site တဲ့နဲ့မိမိကအစာအိမ်အောင်တာတို့အစာရင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမကြီးညံ့တာတို့အစာရင်တစ်ခုခုဖြစ်တာတို့ချင်းပေါက်တာတို့ဒါမျိုးလေးတစ်ခုခုဖြစ်တတ်တဲ့အတွက်ကြောင့်မိမိက1 byte ပိုင်းနဲ့ပတ်သက်ရင်တတိထားတဲ့နဲ့အစာရင်နဲ့ပတ်သက်ရင်မိမိကတတိထားတဲ့နဲ့ Q site တဲ့နဲ့အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိကထီးပြူအသေး9လက်မြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကိုစက္ကလှူဒန်းခြင်းဖြင့်မိမိရဲ့ကံဉဏ်ခိုက်တရားပြပြောက်သွားစေမယ်။ lucky ကလလေးကတော့ခရမ်းရောင်လေးဖြစ်ပြီးတော့9ကနန်း5ကနန်း4ကနန်းတွေကတော့မိမိရဲ့ lucky ကနန်းလေးတွေပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမနာမည်ကတော့ဆင်မအင်ကြီးချမ်းမှုပါ။နောက်ဗီဒီယိုလေးကျမပြန်ဆောင်မယ်နော်။ကျမရဲ့ချမိတ်ဆွေအင်္ဂါသားသမီးတွေလည်းကိုစိတ်နှပြချမ်းသာချမ်းသာလို့စီးပွားဥစ္စာများဒီရေလားတနေ့တခြားတိုးတက်အောင်မြင်ရရှိချမ်းသာကြပါစေနော်။